စီးစိမ်ချမ်းသာထက်အချစ်ကိုရွေးချယ်သွားခဲ့တဲ့မေပကြီးတရုတ်ဆောင်မေပကြီးကသူမရဲ့မန်နေဂျာတဦးလည်းဖြစ်တယ်လို့ချစ်သူလည်းဖြစ်တဲ့ကိုမျိုးကိုနဲ့မင်္ဂလာလက်မှတ်ရေးထိုးလိုက်ပြီးဖြစ်ပါတယ်။သူမဟာချစ်သူရဲ့တန်ဖိုးထားမှုဂရုစိုက်ကြံ့မှုတွေကိုရရှိထားသူတဦးဖြစ်လို့အိမ်တော်ရေးကံကောင်းတယ်လို့ဆိုရမှာပါ။ချစ်သူကိုမျိုးကိုရဲ့ပံ့ပိုးမှုတွေကြောင့်အမှုပညာလုပ်ငန်းတွေစီးပွားရေးလုပ်ငန်းတွေပါအောင်မြင်ခဲ့ပြီးသူမချစ်သူကသူမဘဝအတွက်မရှိမဖြစ်လူတစ်ယောက်လို့လည်းဆိုပါတယ်။ကိုဗစ်ကာလအတွင်းမှာလည်းသူမမိခင်မကွယ်လွန်ခင်ကမိခင်အပေါ်မှာမညွန်မငယ်ပြုစုပေးခဲ့တဲ့သူမို့သူမမိခင်ကလည်းသူမချစ်သူနဲ့သဘောတူကြည့်ပြုခဲ့ပါတယ်။အခုဆိုရင်မေပကြီးဟာချစ်သူနဲ့အတူမင်္ဂလာပွဲတွေဆင်နွှဲနေတာမို့သူမရဲ့အပျော်ဆုံးအချိန်တွေမှာမိခင်ကြီးကိုတတိယအောက်မေ့ပြီးမျက်ရည်ကျခဲ့ရပါသေးတယ်။များသောအားဖြင့်မင်းသမီးတွေဟာသူတို့ထက်ချမ်းသာကြွယ်ဝတဲ့တထဲတွေကိုသာလက်ထပ်ထိမ်းများသွားတတ်ပေမဲ့သူမကတော့စီးစိမ်ပကာသနာတွေထက်အချစ်တစ်ခုကိုပဲရွေးချယ်ခဲ့တာကြောင့်အားလုံးကချီးကျူးခဲ့ကြပါတယ်။မေပကြီးကတော့ဇက်ဖို့ဇက်ရန်တယောက်အနေနဲ့အနုပညာလောကထဲဝင်လာခဲ့တာဖြစ်ပြီးကိုဗစ်ကာလမှာရွှေဆိုင်တွေကို live sale လွှင့်ရင်းနဲ့ပုံမလူသိများလာခဲ့တာဖြစ်ပါတယ်။ကိုဗစ်ကာလမှာသူမရဲ့မိခင်ကြီးကိုလိုလေသိမ်းမရှိစောက်ရှောက်ပေးခဲ့ပေမဲ့မိခင်ဆုံးပါသွားခဲ့ရပါတယ်။သူမရဲ့ကြီးမားတဲ့ဆုံးရှုံးမှုအတွက်ပရိသတ်တွေကတနာကယူနာတက်ခဲ့ရပြီးသူမကိုပိုအားပေးလာခဲ့ကြပါတယ်။မင်းသမီးချောအီချောပုံနဲ့လည်းအရင်ကြီးဆုံးတငယ်ချင်းတွေဖြစ်ကြပါတယ်။အခုဆိုရင်သူမဟာမင်းသမီးနေရာကပါဇက်ကားတွေရိုက်ကူးခွင့်ရလာခဲ့ပြီဖြစ်ပါတယ်။မေပစီဟာသူမရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် NPC Cosmetic လုပ်ငန်းကိုလုပ်ကိုင်တယ်လို့ကိုယ်ပိုင်ထုတ်လုပ်ရေးတစ်ခုကိုလည်းတည်ထောင်လိုက်ပြီးအနုပညာရှင်များစွာနဲ့ရုပ်ရှင်ဇက်ကားတွေရိုက်ကူးခဲ့ပါတယ်။သူမရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲမှာရိုးရှင်မီတည်ငြိမ်လှပတဲ့မွန်ရိုးရာဝတ်စုံကိုသာဝတ်ဆင်ခဲ့ပြီးနတ်သားနဲ့သမီးတွေအချမ်းရံနဲ့ခန်းခန်းနာနာကျင်းပခဲ့ပါတယ်။သူမရဲ့မင်္ဂလာပွဲမှာအချစ်ဆုံးတငယ်ချင်းအီချောပိုရိုစုံတွေကအသီးသက်တွေအဖြစ်လက်မှတ်ရေးထိုးပေးခဲ့ကြပါတယ်။မေပကြီးတို့ဇနီးမောင်နှံလေးရာသက်ပံရိုးမြေကြပေါင်းဖက်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်။